အမျိုးသမီးတစ်ယောက်ဟာလွန်ခဲ့တဲ့၄နှစ်ကသူမကိုယ်တိုင်တက်ပြီးနေရန်ထဲထည့်မြုပ်ထားခဲ့တဲ့လင်ဖြစ်သူရဲ့အလောင်းကိုပြန်တူးကြည့်ရကနေနေရန်ထဲမှာအလောင်းမရှိတော့ဘဲမင်းနဲ့နေတဲ့သွေးကွက်တွေပဲကြံခဲ့တာကိုမြင်ပြီးသွေးပြတ်သွားခဲ့ပါတယ်ပိုပြီးထိတ်လန့်ဖို့ကောင်းတာကသူမရဲ့သားလေးကအဖေကအပြင်ထွက်လမ်းလျှောက်သွားတာအမေလိုက်မရှာနဲ့တော့လို့ပြောပြီးသူမရဲ့လက်မှာသွေးတွေပေးနေတာကိုထောက်ပြလိုက်တဲ့အချိန်မှာတော့မိန်းကလေးဟာကြောက်လန့်တကြားနဲ့တတိလစ်လဲကျသွားပါတော့တယ်သူမဆေးရုံမှာပြန်လို့လာတဲ့အချိန်မှာတော့ရဲတပ်ဖွဲ့ကရောက်လာပြီးသူမရဲ့အိမ်ကနေရန်မှာလင်ဖြစ်သူရဲ့သွေးကွက်တွေကိုစစ်ဆေးတွေ့ရှိသွားခဲ့ပါတယ်မိန်းကလေးကသူမလင်ဟာတခြားမိန်းမတစ်ယောက်နဲ့ငွေတွေကုန်ယူပြီးထွက်ပြေးသွားတာပါလို့လိန်ညာညင်းဆိုပေမဲ့ရဲတွေက၄နှစ်စာဗန်စည်ရင်တွေကိုစစ်ဆေးရမှာငွေလွှဲထားတဲ့မှတ်တမ်းမရှိသလိုလွန်ခဲ့တဲ့၄နှစ်ကမိန်းကလေးကိုယ်တိုင်အဲ့ဒီအပျော်ပါမလေးရဲ့ကုမ္ပဏီကိုတွားပြီးသူတို့နှစ်ယောက်ထွက်ပြေးသွားတဲ့အောင်ဟန်ဆောင်ဇလန်းဆင်ခဲ့တဲ့ခက်တီမှတ်တမ်းကိုထုတ်ပြလိုက်ပါတယ်အခြေအနေမလာတော့တာမို့မိန်းကလေးက၄နှစ်ကလင်ဖြစ်သူဖောက်ပြန်တာတီးလို့ရန်ဖြစ်ရင်းတွန်းချလိုက်တာနေရန်နဲ့စောင့်ပြီးတေသွားလို့နေရန်နဲ့ထည့်ပိတ်လိုက်တာပါလို့ဝန်ခံလိုက်ပါတယ်ဒါပေမဲ့ရဲတွေကအလောင်းကိုရှာမတွေ့သေးတာမို့လို့မိန်းကလေးကိုတရားဝင်အပြစ်ပေးဖို့ရဲစခန်းကိုခေါ်သွားပြီးတိကျမှုတရားရှိတဲ့လိန်ညာမှုစစ်ဆေးတဲ့ဆက်နဲ့စစ်ဆေးပါတော့တယ်ရဲတွေကမင်းလင်ကိုတတ်ခဲ့တာလားလို့မေးတဲ့အခါမိန်းကလေးကမတတ်ဘူးလို့ညင်းဆိုရမှာစက်ကအမှန်တိုင်းပြောနေတာပါလို့ပြနေတာကြောင့်ရဲတွေအံ့ဩသွားရပါတယ်အမှန်တော့အလောင်းမတွေ့သေးလို့တက်တည်မခိုင်လုံတာကြောင့်ရဲတွေကသူမကိုခစ်တလွတ်ပေးလိုက်ရပေမဲ့နောက်ကနေလှုပ်ဝက်ဆောင်ကြည့်ခိုင်းထားတာပေါ့မိန်းကလေးကအလောင်းကိုဝတ်ထားမှန်းသိတာသူမအပြင်သူမရဲ့သားနဲ့ရောက်ခမအဖွားကြီးပဲရှိတာမို့လို့ရောက်ခမအဖွားကြီးကတေးချင်းရောက်ဆောင်ပြီးသူမကိုကလဲစားချေဖို့အလောင်းခိုးသွားတာလို့တန်တရားဝင်ကအဖွားကြီးရှိခဲ့တဲ့လူအိုယုံကိုပြေးသွားပါတယ်လူအိုယုံကအဖွားကြီးတကယ်တေဆုံးသွားပြီဖြစ်ကြောင်းပြောပြီးအဖွားကြီးရဲ့ပိုင်ဆိုင်မှုတစ်တာကိုအပ်လိုက်တဲ့အခါမိန်းကလေးကတစ်တာကိုဖွင့်ကြည့်လိုက်ပါတယ်အဲ့ဒီတစ်တာထဲမှာသူမရဲ့လင်ဖြစ်သူနဲ့သူ့ရဲ့အပျော်ပါမလေးတို့တွဲရိုက်ထားတဲ့ဓာတ်ပုံကိုမြင်လိုက်ရတဲ့အချိန်မှာတော့မိန်းကလေးဟာတကိုယ်လုံးတုံရီပြီးမင်းတက်ဆွန့်သွားရပါတော့တယ်ဗျာ